မိုင်ဟုတ်ပါတယ်သူ့နာမည်က3မိုင်ပါပြောင်းလဲနေတဲ့စပင်းနေနဲ့ရှည်လဲရတဲ့ခန္ဓာကိုညီကို3ယောက်ရှိတယ်ဒီကောင်ကြီးကဘလို့တော့မဖြစ်နိုင်ဘူးမယ်ခုအားလုံးပဲမြင်ကြလားကျွန်တော်နာမည်ကတော့လူကခွာတာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှတော့3မိုင်ဆိုတဲ့ဘော်ရမော်ကိုစောခဲ့ရမယ်ရှာလာနဲ့တက်တော့ခေါ်ကျွန်တော်စားလာနဲ့တက်တော့ခေါ်မှာပဲမဖြစ်မနေတော့တက်ခေါ်မှာပဲဘာပဲဆိုတော့ဒီကောင်ကြီးကိုဖန်ကျွန်တော်ဒီကောင်ကြီးကိုတတ်နိုင်ဆိုကောက်ပဲဖို့ base တစ်ခုတော့တင်မှာဖြစ်မယ်ပေါ့နော်ညမှာ brother ကျွန်တော်အိမ်ဆောက်ဖို့အတွက်ဒီနေရာလေးကိုပဲကျွန်တော်ရွေးဖြစ်ခဲ့လိုက်ပေါ့ဗျာနောက်ပြီးတော့ကျွန်တော်အိမ်အတွက်ကျွန်တော်တပင်းစားကုတ်ဖို့လောက်တော့တယ်ပြီးတော့ကျွန်တော်အနားမှာရှိတဲ့တိုးလေး2ကောင်ကိုတတ်လိုက်တယ်ပြီးတော့ကိုလူကျွန်တော်အိမ်စားဆော့တော့တယ်ညရတော့ကျွန်တော်3မိုင်နဲ့သားတွေ့ပြီးတွေ့တော့တယ်ကျွန်တော်တွေ့အချိန်မှာပဲကျွန်တော်ဘလော့ဆင်ပြီးအပေါ်တက်ခဲ့လိုက်တယ်ဟိုဘာကောင်းလဲဟာဘလော့ဆင်ပြီးပေါ်တမရမှာဘာကောင်းလဲကွာတော်လေးစေးပြောပါတော့ကွာပေါ်တယ်ပေါ်မြင်တမရမှာဘာနဲ့ပေါ်ဘလော့တော့ဖြစ်နေမှာနော်အမှဆော့လို့ကောင်းနေချီသူကကျွန်တော်တို့ကမီးပြတ်သွားတော့မီးပြတ်သွားတော့ကြာတော့ကျွန်တော်ဆော့လို့မဖြစ်တော့ကျွန်တော်ဗီဒီယိုနောက်ထပ်အသစ်တွေလာမယ်စီးရတော့ကျွန်တော် channel လေးကို like and subscribe လုပ်ခဲ့ပါ